ဆရာကကျောင်းမှာနိုင်ငံကသေးဖို့ပုံလေးဆွဲခဲ့တယ်ဆိုတော့ဆရာပကြီးလဲဝါနာပါပကြီးလဲဆွဲရဆိုတဲ့သဘောတရားပေါ့ဟုတ်ကဲ့အဲ့တော့ပကြီးနဲ့စာပေနဲ့ကတပြိုင်နဲ့လားပကြီးရစောလားစာပေရစောလားပေါ့နော်ပကြီးကတော့စောတယ်ဆရာပကြီးကကျွန်တော်ဆွဲတာစောတယ်အဲ့တော့ကျွန်တော်တို့ကအဲဒီကျောင်းမှာနေတော့ကျောင်းမှာလည်းစာကြည့်လိုက်ရှိကြည့်တော့ပကြီးနဲ့ပတ်သက်တဲ့စာအုပ်တွေကျောင်းစာကြည့်တိုင်းတော့လည်းငါပြီးလေ့လာကျွန်တော်ပကြီးကျောင်းတက်ဖို့အချိန်မရဘူးတစ်ဘက်ကစာသင်ကျောင်းတက်နေရတော့နောက်ပြီးတော့တခါကျောင်းအားရဆိုရင်ကျွန်တော်စာကြည့်တိုက်ကပ်ပြားတွေလုပ်ထားတယ်ဒီပန်းစရမှာဆိုဆရာလေအဲ့တော့စာကြည့်တိုက်တွေအများကြီးရှိတယ်ရှိတယ်စာပေမှန်စာကြည့်တိုက်ရှိတယ်အဲ့မှာလည်းကျွန်တော်ကျောင်းကတကယ်ချင်းသိစံတော့လှဝလို့ညီကအဲ့မှာတို့ကအရင်ကျွန်တော်တို့ကြိုပြီးတော့စာအုပ်တွေငါပြီးတော့သူတို့ဆက်သွင်းနေကျွန်တော်အဲ့မှာစာပေမှန်စာကြည့်တိုက်မှာလည်းကျွန်တော်ကပ်ပြားလုပ်ထားတယ်နောက်ပြီးတော့အဲ့ပန်းစရတဲ့ကျောင်းမှာBritish Council Britain တန်ယုံကနေပေါ့ညီညီမှုဌာနဖွင့်တဲ့တန်ယုံစာကြည့်တိုက်အဲ့မှာလည်းကျွန်တော်ကmember လုပ်ထားတယ်တင်းဝင်ထားတယ်ကပြားနဲ့စာအုပ်ငါးခွင့်ရှိနောက်နည်းနည်းလေးဆက်လျှောက်သွားရင်ဆရာအခုကြောက်တရားပြန်ဆက်တာအဲ့ကြောက်တရားပြန်ဆက်ရုံးနဲ့မြေဆောင်လုံးမှာဆိုရင်အခုတော့ဗန်လာမျိုးပြောတာအဲ့ဒါ United States Information Service က USIS စာကြည့်လိုက် American ညီညီမှုဌာနဖွင့်တာအဲ့မှာလည်းကျွန်တော်ကပြားလုပ်ထားတော့အဲ့မှာဆရာရဲ့စာအုပ်တွေကိုမြန်မာလိုဂျီနဲ့ပတ်သက်တဲ့ပညာပေးဆောင်းပါးတွေဖတ်ချင်စာပေမှန်မှငှားလိုက်နောက်အင်္ဂလိပ်လိုတွေကြတော့ကျောင်းစာရေးလိုက်ကအင်္ဂလိပ်စာကိုပြတယ်ကျောင်းစာရေးလိုက်ကလည်းဂျီနဲ့ပတ်သက်တဲ့ဆောင်းတွေငှားတယ်နောက် British Council နဲ့ USIS ကလည်းဂျီနဲ့ပတ်သက်တဲ့ဆောင်းတွေဟောပေါ့ဂျီပညာပေးတွေပေါ့အဲ့ငှားပြီးတော့ကျွန်တော်အဲ့မှာဖတ်တယ်နောက်လေ့ကျင့်တာဆိုတော့ကျွန်တော်ကဆိုတာပဲ self training ခေါ်တာပေါ့စာဖတ်ရင်းနဲ့ပကြီးကိုလေ့ကျင့်သွားတာပေါ့နော်နောက်ပြီးတော့ပြည်တွင်းကဆောင်းပါးတွေလည်းဖတ်တယ်ပြည်တွင်းကဆောင်းပါးတွေဆိုရင်ကျွန်တော်ဦးလေးပဲခေါ်တယ်နောက်ပိုင်းကျတော့စာနယ်ဇင်းလောကတွေရောက်လာဦးလေးကိုချစ်ဦးလေးပကြီးအောင်ဆိုဆရာကြီးပကြီးအောင်ဆိုသူကလေသူကကလေးကြံနေနော်ဘုရားကလေးကြံနေတော်တော်ဖတ်လို့ကောင်းတာလူကြီးတော်ဖတ်တယ်ကျွန်တော်တို့အဲ့ကျောင်းသားဘောမှာကလေးကြံနေလက်ဆွဲပဲအဲ့မှာပုံမြင်နေပါတယ်နောက်ပြီးတော့ဆောင်းပါးလေးတွေလည်းသိကောင်းတယ်နောက်ပြီးတော့ပကြီးပညာပေးဒီဦးလေးပကြီးအောင်ချူရနေပြီးတော့အခြေခံပကြီးရေးနည်းကိုတုံးပြပုံနေတယ်ရမ်းကောင်းတယ်အဲ့ဒါလည်းကျွန်တော်လေ့ကျင့်တယ်နောက်ရှုမမဂ္ဂဇင်းမှာနာမည်ကျော်ပကြီးဆရာကြီးဥပတ်ကြီးသူကနေပြီးတော့အခြေခံပကြီးဆိုပြီးတော့ရှုမမဂ္ဂဇင်းမှာလာစဉ်သူကပကြီးပညာပေးဆောင်းပါးတွေကိုပုံနေနဲ့ရေးတာလည်းကျွန်တော်တို့ကဖတ်ပြီးတော့အိမ်မှာလေ့ကျင့်တယ်နောက်အဲ့တော့အိမ်မှာစာအုပ်တော်တော်စုံတယ်ဆရာအမေနဲ့အဖေကလည်းစာဖတ်တယ်အဖိုးဖွားတွေကစာဖတ်တော့အိမ်မှာဆိုဆရာရဲ့စာနဲ့နီးစပ်တာလည်းထည့်ပြောလို့ရတာပေါ့အိမ်မှာနေ့စဉ်တော့သတင်းစာဆိုနိုင်ငံခြားသတင်းစာတွေရောမြန်မာသတင်းစာတွေရောအဲ့ဒါတွေဖုန်းနဲ့ဖွားနေဝယ်တယ်အဖေနဲ့အမေတွေကြတော့အဖေကလားစင်ပါဝယ်ဆိုတော့ဟာတာနဲ့ပတ်သက်တဲ့ဂျာနယ်လေးတွေနောက်ပြီးတော့တောက်ကြလို့မဂ္ဂဇင်းလေးတွေဝယ်တယ်အမေကြတော့အမေဟိုတုန်းကစောင်းငါးဆိုင်ကျွန်တော်ငယ်တော့မရှိသေးဘူးဆရာငါးဆိုင်ခင်မို့တဲ့အခါကျတော့အမေကစာဖတ်ဝါဒနာပါတော့လားစင်နှစ်ချက်တံမဂ္ဂဇင်းတွေပေါ့ရှုံးကစားတွေးတော့အဲ့လိုမျိုးစာအုပ်တွေပေါ့ပြီးဘူးတော့အဲ့ဒါတွေဝယ်တော့အဲ့ရှုံးမှာဆရာကြီးဘတ်ကြီးရတယ်ဆရာကြီးဦးလေးကြီးအောင်ဆိုလို့လားစင်သူကအခြေခံပကြီးရေးဆွဲကြီးကိုပြုတ်ပြပုံနေတယ်သူကစောင်းမတွေရေးတော့အဲ့ဒါလည်းဖတ်ပြီးတော့လေ့ကျင့်ရတယ်နောက်ကိုကောင်းတာတခုကပါဆိုနောက်ထပ်ကောင်းတာတခုကအရင်တော့ဆရာစာပေမိမှာစာပေမိမှာမဂ္ဂဇင်းဆိုတာဆရာတို့ဂျာနယ်ဆိုင်လို့စိုက်တော်ကြီးတယ်လားစင်ကတ်ထူပုံးတယ်အဲ့မှာလည်းပဲဒီနုပညာဝင်တော့ဥသက်ဝင်းတို့နောက်ဘိုးကလေးဥကျော်လိုင်တို့ဒီဆရာကြီးတွေကပြုတ်ပြပုံနေတဲ့အဲ့စာပေမိမှာမဂ္ဂဇင်းမှာလားစင်ပကြီးပညာပေးဆောင်းပါးတွေကြီးတော့ကျွန်တော်တို့ကအရန်ခွင့်ရရတယ်ဆရာတော်တော်ခွင့်ရရတယ်အဲ့ဒါတွေဖတ်ပြီးတော့ကျွန်တော်ကကျောင်းအားရဆိုအိမ်မှာအဲ့ဒီပကြီးပညာပေးစာအုပ်တွေနိုင်ငံခြားစာအုပ်တွေရောစာရေးတိုင်းငှားတာတွေရောကိုပြည်တွင်းကဆရာကြီးတွေရေးတာတွေရောအကုန်ဖတ်ပြီးတော့အိမ်မှာလေ့ကျင့်နေပကြီးကိုဝါနာပါတော့ဗောနော်ဆရာစာရေးတာတော့ဒီလောက်လေဝါနာမပါခဲ့ဘူးဗောနောက်တော့မှသာတင်မော်ဒဇင်းမှာဆက်ပြင်သမားလေးပေါ့လုံနေနေတင်မောကဆက်ဆရာကြီးတယောက်ကတိုက်တွန်းလို့ဝတ္ထုတိုလေးရေးပြတာအဲ့ဒါဆရာနောက်တော့ကျွန်တော်အတင်းတဲ့ခါတော့ပြောသွားမှာပေါ့ဗျာ